ပေါ့ပပလေးဆိုပြီးစက်ကားရိုက်လိုက်တာပင်မလို့စက်မရိုက်နိုင်တော့ဘူးလို့ပြောလာခဲ့တဲ့တင်စာဝင်းကျော်ပေါ့ပပပေါ့အဲ့တကားရိုက်ပြီးအရန်ပင်မလို့ဆိုဘာမှဆက်ရိုက်နေတော့ဒီပေါ့ပပစံကားလေးတော့မှကိုယ့်အတွက်အရန်ပင်ပန်းနေအဲ့လိုမျိုးပေါ့ဒါပေမဲ့လည်းအမှတ်တရအများကြီးရှိပါတယ်အမှတ်တရအများကြီးရှိပါတယ်ဒီကားလေးပြောမယ်ဆိုရင်ချုပ်ရမယ်ဆိုရင်ချိလိုက်မယ်ဆိုရင်စိတ်နဲ့နူးနေတာတွေမှပြေးပြောက်ပြီးတော့စိတ်ပန်းပြေးသွားမယ်ပြီးတော့အဲ့လိုဖိုက်ပြီးတော့ရတယ်ပေါ့နော်ဒီဇလန်လေးကအဲ့လိုဒီရဲ့အချိန်မှာအိုင်ဝါချစ်ပါချင်တယ်မရှိဘူးပေါ့နော်ဒီရဲ့စစ်လို့ကောင်းတယ်ကိုယ်လည်းစိတ်တယ်လာတဲ့ cycle လေးပတ်ဆောင်ခုံလို့ဒါပဲရှိတယ်။ရေပူပေါင်းနဲ့တူပေါ့။ဒါပေမဲ့အရင်တော့ပြုံးပေါ့။အဲ့ကလေးငယ်ပွားတော့ဒီလေးနဲ့ရှင်းပြနေလိုက်ဘူး။ညဆောင်းတိုင်းငယ်ကလေးတွေပွားတယ်ပါကလည်းကိုပြလေးပေါ့။ဟုတ်။မိကလေးဆိုမှလည်းဘောလုံးကန်တယ်အဲ့လိုမျိုးတွေလုပ်တာသိတယ်။ရန်ဆိုတော့ကိုအဲ့ကလေးခံရဦးမဲ့တော့ခံရတယ်ကြောက်ဘူးလား။ဦးမဲ့တော့ခံရအောင်။ဒါပေမဲ့ပုံမှန်အဲ့လိုဥမိတ်တော့လဲတတိမထားဘူးလာမဲနေတော့တုံးပြီးသားလားမတုံးပြီးသားလားဟုတ်တာလေအဲ့ဒါမဲတယ်ဆိုတော့နော်မိတ်ကလိမ့်လာတယ်အဲ့ဒါလေးကတော့ဘုရားလေဖျက်ရဘယ်တော့တိုင်းရဘူးလားတော့မကြည့်ဘူးမောင်းတော့တာကိုလောင်းချင်တယ်ကိုလောင်းတာတော့ဘယ်လိုမျိုးလေးတော့အများကြီးရတာပေါ့ကိုမင်းကလေးလေးကိုတော့ဆပ်လို့ဘူးလက်ပြီးလိုက်တယ်ဒီလားခံလိုက်တယ်အဲ့လို